ဒါတော့ကျွန်တော်တို့ကချင်ပြည်နယ်ဟိုဘက်မြို့မှာ6နှစ်တာကာလကပထမဆုံးပြီးတော့တော့ကြည့်ရဖြစ်ပါတယ်အားလုံးပိတ်တော်များလိုက်ကြည့်ပေးကြပါဒါတော့ကျွန်တော်တို့အခုပေါ့နော်ဟုတ်ကဲ့ဗျာရထားလာပါတော့မယ်နေရာတွေယူကြပါဘူးအခုဆိုရင်တော့ဒါတော့ကျွန်တော်တို့ဖေးတန်းစီနေပါပြီအလေကတော့ကျွန်တော်ရဲ့ဆရာပေါ့ဒီလေးဆန်ဆန်နဲ့ဒါတော့ကျွန်တော်တို့ရဲ့ဟုတ်ပင်မျိုးကကျွန်တော်တို့ရဲ့ပင်နိုင်ကင်မရာမန်ပါဗျာဒီခါလာတော့ပါမယ်ကျွန်တော်ရင်ခုန်လို့စားစိတ်လို့စားကစောင့်ကြည့်နေတာခင်ဗျာကဲရထားလာပါတော့မယ်ရထားမြင်နေရပါပြီဗျာဟိုးမှလက်မြင်နေရပါပြီခင်ဗျာဝင်လာပါဦးဒီ6နှစ်တာကာလပလုံးပထမဆုံးကချင်ပြည်နယ်ဟိုဘက်မြို့ကဘူတာကိုဝင်လာပါပြီခင်ဗျာအားလုံးကြွရှင်ပြီးတော့ကြိုဆိုရပါလမ်းမောစရာပြကြကြလာလေးကိုပြင်နေပါဗျာဒီကားတန်နေပြောပြတော့နော်มีရထားထွက်ပါတော့မယ်ဗျာมีရထားထွက်ပါမယ်လမ်းမဟုတ်ကောင်းတဲ့တိတ်ကံရထားတန်လေးပြန်ချမ်းရပါခင်ဗျာဟုတ်ပင်သူဟုတ်ပင်သားတော့မယ်စိတ်မှာပျော်ရွှင်ပြီးတော့ကြားပါခင်ဗျာကဲมีရထားထွက်ပါတော့မယ်ထွက်ပါတော့မယ်ဒါတော့ကျွန်တော်တို့ပြန်လာတော့မယ်ဗျာဆက်ပြီးချင်းချင်းဟိုကိုမိရထားသူ့ရဲ့အမင်းစွာဆုံးသွားပါပြီခင်ဗျာမိစမောင်စိတ်ချမ်းသာပြီးပြည့်ချမ်းသာခြင်းပြည့်စုံပါစေလို့ကျွန်တော်တို့ပြန်ချင်းကိုပေါင်းပေးလိုက်ပါခင်ဗျာ